ဆရာကြီးဥဒကိုတာခေရဲ့တပည့်ဖြစ်လက်ခံကြည့်ခံရပြီးနောက်တန်ဂျီရိုဟာမိစ္ဆာနေနေရင်တမတယောက်ဖြစ်လာဖို့အတွက်ပြင်းထန်လာတဲ့လေ့ကျင့်ခန်းတွေကိုစတင်ခဲ့ရပါရှင်။ဆရာကြီးဟာတန်ဂျီရိုကိုတောင်ပေါ်ကနေနေရာဆင်းခိုင်းပြီးပုံမခက်ခဲတဲ့ထောင်ချောက်တွေကိုကြော်ဖြတ်စေခဲ့တဲ့အပြင်ဓာတ်ခုံနီးစနစ်တွေနဲ့は刀を持ち鱗滝さんを落としအသက်ရှူနီးစနစ်တွေကိုပါအသေးစိတ်သင်ကြားပေးခဲ့ပါရှင်။違うはいこうですか違うこうですか違うこう違うこう違う早く行けဒီလိုနဲ့တနစ်တာကာလကိုပင်ပင်မဲ့ဖြတ်တန်းပြီးရဲ့နောက်မှာတော့ဆရာကြီးဥရုကိုတာကီကတန်ကြီးတို့ကိုငါတင်ပေးစရာရှိရအကုန်တင်ပေးပြီလို့ပြောခဲ့ပါရဲ့ရှင်။ဒါပေမဲ့မိစ္ဆာနေနေအဖွဲ့ရဲ့နောက်ဆုံးဆန်းသက်ချက်ကိုတွားခွင့်ရဖို့အတွက်ဆရာကြီးကတန်ကြီးတို့ကိုကြီးမားတဲ့ကြောက်တုံးကြီးတစ်ခုကိုဓာတ်နဲ့နှစ်ဆန်းပြတ်အောင်ခုတ်ဖက်ပြရမယ်ဆိုပြီးတော့မှာကြားခဲ့ပါရဲ့။တန်ကြီးတို့ကနောက်ထပ်6လကြာရဲ့ဒီအစွမ်းကိုကြိုးစားခဲ့ပေမဲ့ကြောက်တုံးကြီးကိုဘယ်လိုမှမခုတ်ပြနိုင်ပဲစိတ်သက်ကြောက်လို့နေပါဖြစ်ခဲ့ရပါရဲ့ရှင်။အဲ့ဒီအချိန်မှာပဲမြေဝင်းနဲ့ဖုံကိုဝတ်ဆင်ထားတဲ့ဆာပီတိုနဲ့မာကိုမိုဆိုတဲ့ထူးခြားတဲ့လူငယ်လေးနှစ်ယောက်ကရုတ်တရက်ပေါ်လာခဲ့ပါရဲ့ရှင်။ဆာပီတိုဟာတက်ဂျီရိုကိုလက်တွေ့တိုက်ခိုက်ပြီးလေ့ကျင့်ပေးခဲ့သလိုမာကိုမိုကလည်းတန်ဂျီရိုရဲ့အားနည်းချက်တွေနဲ့အသက်ရှူနည်းစနစ်ကိုပုံမကျွမ်းကျင်လာအောင်စိတ်ရှည်လက်ရှည်နဲ့အကြံပေးခဲ့ပါရဲ့ရှင်။သူတို့နှစ်ယောက်ရဲ့အကူအညီမှုကြောင့်တန်ဂျီရိုကနောက်ထပ်6လအတွင်းမှာပဲအသိဉာဏ်နဲ့ဆန်းရည်တွေတိတိတသားတိုးလာခဲ့ပါရဲ့ရှင်။နောက်ဆုံးမှာတော့ဆာပီတိုနဲ့တန်ဂျီရိုတို့ဟာတရက်ဓာတ်စစ်တွေနဲ့ထိတ်တက်ရီစားတိုက်ခိုက်ခဲ့ကြပါရဲ့ရှင်။တန်ဂျီရိုရဲ့ဓာတ်ချက်ကဆာဘီတိုရဲ့မျက်နှာဖုံးကိုနှစ်ချောင်းကွဲသွားအောင်ပထမဆုံးချိန်ခိုးပြနိုင်ခဲ့တဲ့အချိန်မှာတော့ဆာဘီတိုနဲ့မာကိုမိုတို့ဟာဝမ်းသာအားရပြုံးပြရင်မြူနှင်းတွေကြားထဲပျောက်ကွယ်သွားခဲ့ပါတော့ရဲ့ရှင်။အတိအကျပြန်ဝင်လာတဲ့အချိန်မှာတော့တန်ဂျီရိုဟာသူခုတ်လိုက်တဲ့ဓာတ်ချက်ကဆာဘီတိုရဲ့မျက်နှာဖုံးတွေမကပဲရှေ့မှာရှိတဲ့ကြီးမားလာတဲ့ကြောက်တုံးကြီးကိုပါနှစ်ချမ်းတိတိတက်သွားစေခဲ့တာကိုအန်ဝတ်တကြီးနဲ့တွေ့လိုက်ရပါတော့ရဲ့ရှင်။ဒီလိုနဲ့ပဲအပိုင်း3လေးဟာလည်းပြီးသွားပြီးအပိုင်း4လေးကိုလည်းဆက်လက်ဆောင်ရွက်ကြည့်ရှုပေးကြပါဦးနော်။